အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့မြန်မာစာပေလောကမှာတင်မကပဲရာဇဝင်ပရိသတ်တွေကြားမှာပါအရန်ခစ်စားခဲ့တဲ့စာရေးဆရာခစ်စော်ရက်1930ရန်ကုန်သားညာဆိုတဲ့ဇာတ်လမ်းကို recap လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီဇာတ်လမ်းဟာအခုခေတ်ရန်ကုန်မြို့ကြီးနဲ့မတူပဲ British ကိုလိုနီလက်အောက်ကရှုပ်ထွေးလာတဲ့ရန်ကုန်မြို့ဟောင်ကြီးစီကိုကျွန်တော်တို့ကိုခေါ်ဆောင်သွားမှာပဲဖြစ်ပါတယ် ဇလန်းက1929ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့မှာစတင်ပါတယ်။လမ်းမတော်စလီလန်းဈေးထဲမှာပုံနာဘထုံးရဲ့တပြည့်တွေဖြစ်ခဲ့မယန်းတီတို့အဖွဲ့ကဈေးကောက်ဝင်းကောက်နေတာကိုမကျေနပ်တဲ့ဖိုးတုတ်ကတန်တုတ်နဲ့ဝင်ရိုက်လိုက်တာကြောင့်ဈေးတစ်ခုလုံးရွရွတဲတဲဖြစ်သွားခဲ့ပါတယ်။ဖိုးတုတ်အကြောင်းကိုပြောရမယ်ဆိုရင်တော့ခင်သူဟာအရင်ကဦးလေးဖြစ်သူဦးပိုးတင်ရဲ့ best ကားလိုင်းမှာစပယ်ယာနဲ့ကားမောင်းသမားအဖြစ်လောက်ကင်ခဲ့သူပေါ့ဒါပေမဲ့သူ့ရဲ့လက်ရဲစရဲရှိမှုတွေနဲ့ရဲတင်းမှုတွေကြောင့်လမ်းမတော်ကခွင်းမှာလူမိုက်ပေါက်စားလေးတယောက်ဖြစ်လာခဲ့ပါတယ်ဖိုးတုတ်ကပုံနာပထွန်းရဲ့လူကိုရိုက်လိုက်တဲ့အတွက်အမေဖြစ်သူဒေါ်ချစ်ပုံကတားအတွက်စိုးရင်ပြီးဦးဘိုးတင်စီအကူအညီတောင်းပါတယ်ဦးဘိုးတင်ကဖိုးတုတ်ကိုခေါ်ယူဆုံးမရင်နဲ့လက်ရှိရန်ကုန်ရဲ့အခြေအနေကိုရှင်းပြပါတယ်ငါတို့ကပကူးကမာကစဲသားတွေဖြစ်လို့ဘထုကိုမှကြောက်စရာမလိုကြောင်းဒါပေမဲ့အခုအချိန်မှာမက်စဒီခန်းနဲ့ပုံနာပထွန်းတို့အားပြိုင်နေချိန်ဖြစ်ကြောင်းပုံနာပထွန်းကအင်ဟာကြီးလာတာကြောင့်မက်စဒီခန်းကသူ့ကိုဖေရှားခြင်းတွေကြောင့်ရှင်းပြပါတယ်အဲ့ဒီမှာဦးဘိုးတင်ကဖိုးတုတ်ကိုမထင်ထားတာတခုခိုင်းစေလိုက်ပါတယ်အဲ့လာကတော့မက်စတီလ်ခန့်ရဲ့အားကိုးရာဖြစ်တဲ့ပါလန်မာမုတ်ကိုတွားရောက်ရှင်းလင်းခုပါမာမုတ်ကိုရှင်းလိုက်ခြင်းအပြင်မက်စတီလ်ခန့်နဲ့ပုံနာပထွန်းကိုအပြန်အလှန်တန်တရားပွားပြီးအချင်းချင်းချကြလိမ့်မယ်အဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့ဖိုးတုတ်မင်းကလာမတော်ရဲ့ဘရင်ဖြစ်လာဖို့ကိုလမ်းညွှန်ပေးလိုက်ပါတယ်ကဲဒီနေ့ recap လေးကတော့ဒီလောက်ပါပဲဒီလိုမျိုးမြမသမိုင်းနောက်ခံဇာတ်လမ်းကောင်းတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်တို့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့သေးအောင်နော်နောက်ထပ်အပိုင်းတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာမို့စမျှော်ကြည့်ရှုပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်